ဘယ်ထရီကြီးတာလား marketing တစ်ခုလား Lipo battery နဲ့ silicon carbon battery မှာရောဘာတွေများကွာခြားသွားမှာလဲနောက်ပိုင်းဖုန်းအသစ်တွေက 9000 mAh မဟုတ်ဘဲနဲ့ 6000 mAh နဲ့ 9000 mAh တွေကိုဘယ်လိုမျိုးဆင်ငယ်ပြောင်းလဲလာမယ်ဆိုတာကိုရှင်းပြပေးပါမယ် Lipo battery ဆိုတာဘာလဲ Lipo battery ဆိုတာကဖုန်းတွေတော်တော်များများမှာသုံးထားတဲ့ battery ပြောချင်တာသူကကြတော့ battery ပုံစံပါတယ်ထုတ်လို့ရလွယ်တယ်ထုတ်လို့ရလွယ်တဲ့အကြောင်းမို့လို့လေကုန်ကျစရိတ်မှာတက်တာမယ်နှစ်ပေါင်းများစွာသုံးလာတဲ့ကောင်မို့လို့လေဖုန်းတော်များများနဲ့အဆင်ပြေတာကဲဒါဆိုလို့ရှိရင် Lipo battery ရဲ့အားသာချက်နဲ့အားနည်းချက်ကိုတစ်ချက်ပြန်ပြီးပြောပြပေးမယ်သူ့ရဲ့အားသာချက်တွေကယုံကြည်စိတ်ချရတယ်ပြရလို့ရှိရင်ဖုန်းအများစုမှာလည်းသုံးရတာအဆင်ပြေအားနည်းချက်တွေကကြတော့ဖုန်းတစ်လုံးရဲ့ခံနိုင်တဲ့အားသွင်းဝက်ထက်ကြော်လွန်ပြီးသွင်းတဲ့ခါမျိုးတွေမှာ battery ဖောင်းလာတာတွေ battery drain ဖြစ်တာမျိုးတွေပြီးရင်ဖုန်းက overheat ပြတာမျိုးတွေပါကြုံရတတ်တယ်Silicon carbon battery ဆိုတာဘာလို့ဆိုလဲ Silicon carbon battery ဆိုတာ battery anode ထဲမှာ silicon ထည့်သွင်းရတဲ့နည်းစနစ်တစ်ခုကိုပြောချင်တာသူ့ရဲ့လို့ပေါ်ကြတော့ energy ရဲ့တိတ်သေးစားကိုပုံမြင့်နေပေးနိုင်တာစိုက်မကြီးပဲနဲ့ battery ကို mAh များများထည့်ပေးနိုင်တဲ့နည်းစနစ်ကိုသုံးပေးထားတာဒါဆိုလို့ရှိရင် silicon carbon ရဲ့အားသာချက်နဲ့အားနည်းချက်ကိုတစ်ချက်ပြန်ပြောပြပေးမယ်သူ့ရဲ့အားသာချက်တွေက battery mAh 9000နဲ့6000တွေကိုဖုံးဆိုင်တေးသေးလေးမှာထည့်ပေးထားနိုင်တယ်6000နဲ့9000ဖြစ်တဲ့ကြောင့်မို့လို့လေ battery life ကိုပို့ပြီးကြာရှည်ခံနိုင်တယ်ဒါပေမဲ့အားနည်းချက်တွေမှာကြတော့သူကနိပညာအသစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးလည်းကြီးမယ်ပြီးကြတော့ဖုန်းတော်များများလည်းအလုံးမလုံးနိုင်သေးဘူးအချင်းချုပ်ပြောရလို့ရှိရင် Lipo battery မှာကြတော့ဈေးတင်တယ်ယုံကြည်စိတ်ချရတယ်စီလီကွန်ကောင်မှာကြတော့နိပညာအသစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Lipo battery ဆာလို့ရှိရင်ဈေးကြီးနိုင်တယ်ကဲဒါဆိုလို့ရှိရင်ဖုန်းတော်မှာပါဝင်တဲ့ battery mAh နဲတာများတော့မကြည့်ဘဲနဲ့ကိုယ်နဲ့ကန့်ညီမဲ့ဖုန်းတော်ပဲရွေးချယ်ဝယ်ယူဖို့ကျွန်တော် Galaxy Move 1 နဲ့အကြံပေးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ပြီးမှတွေ့ကြမယ်နော်